ကြားရတဲ့ကျွန်တော်တို့အဒီခုနကအလွယ်လွယ်မှားမှားဖြစ်နေတယ်เนาะကျွန်တော်တို့ဒီမှာအဲ့ဒါကျေးဇူးတင်လို့ရှင်ခုံလို့ဖြစ်တယ်လို့กันถึงกันที่กันถึงเทนเราเองกันถึงลงกันลงผู้ว่าสิဒါဆိုရင်ဒီရောเนาะကျွန်တော်တို့အချိန်သိရှိမှာဖြစ်တဲ့ကြောင့်เนาะကျွန်တော်တို့ဒီချိန်တူလေးနဲ့ကျွန်တော်တို့ကတော့ပဲကျွန်တော်သွားရအောင် จันกันในตัวเราฮะจันตัวเต้คำถามเป็นคำตอบดีတွေ့အစားนี่ထားစတော့အဘိဘောနော်ကျွန်တော်ဒီနေ့ရပါတော့ကျွန်တော်တို့ဒီဘောနော်အတူတူကခွန်အားယူကြမယ်နှုတ်ကပတ်တော်ကျွန်တော်ဘောနော်ပြင်ဆင်ထားတာရှိပါတယ်ဘောနော်แล้วคำติงมีทุกกระติมลำเนียวมาสิအဘိကျွန်တော်ကျန်တဲ့ဘိုက်ပတ်ချင်ပါတယ်จากแต่ว่าจากเป็นเสียงตาดีရှင်ယောဟန်အခန်းကြီး30အငယ်28ကိုကျွန်တော်ဖတ်သွားမှာဖြစ်တာလေထာဝရအသက်ကိုလည်းငါပြီးထိုသူတို့သည်ပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလို့ကြလိမ့်မယ်အဘေသူမြတ်ထိုသူတို့ကိုငါလည်းမလုပ်မယူရจอนสัมภาจอนตุบีประชาปฏิกุลเบียสงเสียงสิอันเฮนากุมควาลุนาปะเปกีเสียงติงพันอาอันที่นอนเราดิ้งเจ้าพันอินลงเทยฝนเราดิ้งဒီမြန်မာချမ်းစာမှာတော့ဒီဝီချာရေးထားပါတယ်ထိုသူတို့ကိုငါလည်းမနှုတ်ယူမယူရလို့ပြောတယ်ငါလည်းမလို့ပြောတယ်ก่อนจะจนที่ดูจุดดูบอลจูกับกุศลตาเจ้าพันอินลักให้เราดิ้งอ่างสิဒါကြောင့်ဒီချမ်းစာရကျွန်တော်ဒီမှာယုံကြည်သူကျွန်တော်တို့သိဖို့ထားတာကျွန်တော်ယုံကြည်သူအားလုံးကဘုရားရှင်လက်ထဲမှာရှိနေတယ်ဆိုတာသိနေဖို့ပဲကျွန်တော်အဖြစ်ဘိုင်ဘယ်မှာဆိုစလဲကျွန်တော်ကဇာတဲ့ปัจจัยกุศลกันเอามาสิที่กันเฮ้ยကျွန်တော်တော်ကိုဒီတပတ်မှာတော့စစ်မကောင်းဘူးကျွန်တော်တို့ဒီတန်လာပြုဆရာ၄၅6ယောက်ကကြတော့ဒီလမ်းကြီးမှာကြောက်လို့ဆိုပြီးတော့ကြောက်လို့ဆိုတဲ့ကောင်းစင်တစ်ခုနဲ့ပေါ့နော်စနေမလိုက်လာနိုင်တဲ့အရာကိုလည်းကျွန်တော်တွေ့ရတယ်တို့ဒုံဟေกันเทนิงในละกันกันรมีแค่ขัดดูกันตรงละมีถามมีบ่จูจีกันจีที่ไอ้นี่น่ะพูดกับเราดีเอกไทยสิခုဒီကျမ်းစာထဲမှာပြောတယ်ငါလက်မအပေသူမြတ်မနှုတ်မယုံနိုင်ဘူးလို့ပြောထားတယ်ဒီဘဘဆိုတော့တော့ဘုံမြတ်ကုသမိတာဇောမတဲ့ဒီလောက်ထဲရှိတဲ့စင်စေစိတ်တော့မကောင်းဘုရားဒါလိမိတက်တာဒီဘုရားလက်ထက်မှာရှိကြောင်းကိုမသိချင်းလားလို့မြေခွန်းထုံးမဲ့ပုံစံဖြစ်နေပြီกันเช่นတော်လို့กันอันนั้นที่ปัจจัยกุศลเอาที่ให้เราได้หมดนี่ก็รู้ဒါကြောင့်ကျွန်တော်တို့ဘုရားလက်ထက်မှာရှိတဲ့ဒီနေ့ကျွန်တော်ကိုဘုရားအခွင့်မရှိဘူးကျွန်တော်ကနောက်လည်းကိปัจจัยกุศลအမေဘောဒီปัจจัยရှင်လာတဲ့လို့တွင်ဒီအရာမှရောက်လာမှာပေါ့ဂျမ်ဟန်ကတာခလို့နေစေဒီထဲမှာကျွန်တော်တို့ဒီယောဟန်အခန်းကြီး6ထဲမှာယောဟန်အခန်းကြီး6အငယ်60နဲ့9ထဲမှာ